မိလာပါကျွန်တော်ကတော့လက်ကစ်ကျွန်တော်ဒီနေ့ဗီဒီယိုတော့အကောင့်ဖမ်းပြမှာပဲဖြစ်ပါတယ်။ Okay ကောင်ဆိုတော့ဒီနောက်မှရှိမလားအကောင့်ဟိုကျွန်တော်အကောင့်ဖမ်းရနည်းနည်းခက်တယ်ဗျပို့ခဏကျွန်တော်ဘူးလေးလိုက်ရှာဟောဆိုလာမလို့နော်ဆိုလာမလို့ပြန်တယ်ဘူးလားကောင်ဖမ်းနေစက်ချစ်တယ်ရှေ့နောက်တင်တော့ဘူးတော့ဆိုတော့ဒီမှာရပို့ကျွန်တော်ဒီကောင်လေးကအများကြီးတော့အမရှိဘာကောင်လေးလဲဘိုးတွေ့ချင်တယ်ကျွန်တော်ဒီမှာလိုက်ရှာပေါ့တော့တွေ့ဒါနေဘူးညတခါမမြင်အောင်ဗျဟိုကဟာကလေးကခုမှစောင့်နေကြပါလို့ဒီမှာတယောက်ချင်းမထားဆုံးမရပါဆုံးဒီကောင်ကဘာလုပ်ရလဲကွာဘိုးကျွန်တော်ဒီကောင်လေးများလိုက်ဖမ်းမှာဖြစ်တော့မယ်ဒီကောင်ရအပိညာဒီလိုမျိုးရှေးပြင်းရှိတဲ့နေရာဟိုကနေကြဗျာရှေးခေါင်းစရာကြီးအောင်ရေဟိုကြည့်တာရေနဲ့တွေ့လားဟိုအဲ့လိုရုံးစရာကောင်းတဲ့ထဲမှာသူကနေကြနော်အဲ့ဒါကိုဆိုဟိုရထားကောင်လားဟိုတင်စားကောင်အဲ့လိုမရှိပါဘူးရရင်ပြရမယ်ထဲလိုက်ပူဒီကဗျာများလုံးတယ်ဗျာကျွန်တော်ဖမ်းရမယ်တော့ဘယ်လိုဖမ်းတင်ပေးရကောင်လေးဖမ်းနဲ့ရနန်းကောင်လေးအပဲရောရေဟာကောင်ကြီးဒီမှာဘာလဲဒါလေးဖမ်းလိုက်တော့မနော်ဟိုကောင်လေးဖမ်းရခက်တယ်ထဲလိုက်အပေါက်ကြီးတယ်မြအပေါက်ကြီးဘူးအပေါက်ကြီးနော်အပေါက်ကြီးကွာကျအပေါက်ကြီးနော်အပေါက်ကြီးထဲမှာမရှိတော့တော့မြင်းလေးပါဖိုင်းလေတင်းကျွန်တော်ဖမ်းကြည့်လိုက်ချက်လောကဲချင်ရအောင်လေဟုတ်တယ်ကင်းချင်ရကြောက်ဟိုရေကင်းချင်ရနားလာကွာကိုကျွန်တော်ဖူလိုက်စကွဲလို့ဒီပါနဲ့တက်တားလေးရှိတူးရဲ့အစာကျိုးဖို့တယ်ဟိုတက်တားထဲတော့မကောင်းဘူးအဲ့တက်တားလေးမှာအကောင်းကြီးတီကောင်းကြီးဆိုဘာကောင်းကြီးလဲဒီလိုတီရင်းရှင်များရရှိရနော်တော့မရှိတဲ့ခန်းထဲမှာမရှိဘူးနေရာလေးမှာရှိဘူးနော်ဒါအယောက်ကကြီးပဲအမလီရထားကောင်ရဲ့ဘိုးကြီးရထားကောင်ကြီးနော်ဘိုးကျွန်တော်ဘာလေးလိုက်ကျောင်းဗီဒီယိုဆုံးခင်မှာကျောင်းဗီဒီယိုလိုက်စကွဲဘယ်လိုမမေ့ပါနဲ့အောက်ဆိုင်ဘိုးကျွမ်းစင်တော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်ပြန်တင်ပေးပါမယ်အမအဲ့ထားလေးတော့သူ့ဘာကြီးလုံနေရတယ်ကျွန်တော်ကမသိဘူးဗျာဘာလို့လဲဗျာတွားရစားနေကြတာစားရစားတယ်ဒီကောင်တော့ဒီကောင်ကိုခန်းတော့ဗျာတော့ပြေးလိုက်မယ်ငုံကြလိုက်တော့မယ်ဟိုငုံကြလိုက်ပြိုင်ဒါပဲထားရလုံပြည့်တော့အဆောင်ဖမ်းဆိုတာတော့တပ်ဖို့ဖမ်းမဟုတ်ကျွန်တော်လုပ်ဖို့တော့ဟိုများဖမ်းမှာဟုတ်တယ်ဖမ်းမစားရင်စားပြီးစီတော့ဟိုဘိုင်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်
ကိုကျွန်တော် short တစ်ပုတ်တင်အောင်ပါနောက်ဗီဒီယိုလိုက်စကွယ်လေးနဲ့နှိပ်ပြီးတောင်းစုချင်ပါတယ်နော်ဟိုဆိုကျွန်တော်လုပ်လို့ရထားပါပဲနောက်တဲ့ဗီဒီယိုမှာပဲပြန်တွေ့ကြမယ်ဘိုင်ဘိုင်